Hello အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကတော့ Mandalay Federal School မှာပြင်ရတင်ကြနေတဲ့ Grade 9ကျောင်းသားလေးတွေဖြစ်ပါရဲ့ရှင်ကျမတို့ခုတင်ဆက်သွားမယ့်အကြောင်းအရာလေးကတော့ Grade 9ကမ္ဘာ့သမိုင်းမှာသင်ရတဲ့ WHO နဲ့ ILO ဆိုတဲ့ကောက်စဉ်တစ်ခုနဲ့တင်ဆက်သွားမှာဖြစ်ပါရဲ့ရှင်ကျမတို့ရဲ့ဒီဆက်မူလေးကိုဆိုတင်လိုက်ပါနာဆင်ပေးကြဖို့လည်းမြတ်ထားရက်ခတ်ပါရဲ့ရှင်ဒါဆိုကျမတို့ရဲ့ဒီဆက်မူလေးကိုဆက်လိုက်ကြရအောင်လားရှင်WHO ကိုကြတော့1948ခုနှစ်ဧပြီလ9ရက်ဆွစ်ဇာလန်နိုင်ငံဂျီနီဝါမြို့မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဖွဲ့ဝင်နိုင်ငံပေါင်းကကြတော့194နိုင်ငံရှိခဲ့ပါတယ်။ WHO ကကြတော့ကမ္ဘာ့ကုလသမဂ္ဂအထူးအေဂျင်စီတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ WHO ရဲ့အဓိကပန်းတိုင်တွေကကြတော့နံပါတ်1ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအစီအစဉ်တင်မယ်နံပါတ်2ကုသရောဂါတွေကာကွယ်နေမယ်နံပါတ်3ကုသမုတ်တေရောဂါတွေရောကြစီရင်အကျိုးဆောင်ရွက်မယ်နံပါတ်4ကပ်ရောဂါရေးပေါ်ပြန်တွေတွေကိုညီနိုင်ကူညီမယ်နံပါတ်5ကမ္ဘာနိုင်ငံများအတွက်ကျန်းမာရေးမူဝါဒတွေကိုညွှန်ကြားပေးမယ်နံပါတ်6ကာကွယ်ဆေးဝါးစက်ကရိယာတွေကိုတူညီစွာရရှိနိုင်ဖို့ရတဲ့အတွက်ထောက်ပံ့ပေးမယ်နံပါတ်2အဖွဲ့ဖွဲ့စည်းပုံ WHO ကိုကြတော့ WHA အဖွဲ့ဝင်နိုင်ငံအလုံးရဲ့ကိုယ်စားလှယ်များပါဝင်တဲ့အမြင့်ဆုံးဆွဲဖြတ်ချက်ကိုယူပြီးတော့ဖွဲ့စည်းတဲ့အဖွဲ့ဖြစ်ပါတယ်။ Executive Board လောက်ဆောင်ချက်တွေကိုညီနိုင်တဲ့အဖွဲ့ဖြစ်တဲ့အလုံးမို့စာဥက္ကဋ္ဌ Director General ရဲ့ဦးဆောင်ပြီးတော့နေ့စဉ်တာဝန်တွေကိုဆောင်ရွက်ပါတယ်။နံပါတ်3လက်ရှိဥက္ကဋ္ဌကျတော့ Dr. Tedros Adhanom Ghebreyesus ဖြစ်ပါတယ်။သူကကျတော့ Ethiopia နိုင်ငံသားဖြစ်တဲ့2019ခုနှစ်ကနေပြီးတော့မှစတင်ပြီးတော့မှအလုပ်တွေကိုထမ်းဆောင်ပါတယ်။နံပါတ်4 WHO ရဲ့အဓိကလှုပ်ဆောင်ချက်များနံပါတ်1 COVID-19 ကပ်ရောဂါတွေညွှန်ကြားချက်တွေကိုထုတ်ပြန်ပေးတယ်။ကာကွယ်ဆေးညီနိုင်ထောက်ပံ့ပေးတယ်။နံပါတ်2ပိုလီယိုဖျက်သိမ်းရေးအစီအစဉ်တွေကိုဦးဆောင်တယ်။နံပါတ်3ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထိုးပေးတယ်။နံပါတ်4တဘာဝပြန်အန်ဒရယ်စစ်ပေးဒုက္ခတွေမှာအရေးပေါ်ဆေးဝါးဆေးရုံတွေကိုထောက်ပံ့ပေးပါတယ်။ကျမကတော့ဒီလောက်ပါပဲကျန်တဲ့ WHO ရဲ့အပိုင်းတွေကိုကြတော့ 0.9 နိုင်ငံနေပြီးတော့မှဆက်လက်ရှင်းပြသွားမှာဖြစ်ပါရဲ့ရှင်အခုတင်ပြသွားမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံအတွက်ဟိုဤလှဆောင်မှုများဖြစ်ပါတယ်။နံပါတ်1ကာကွယ်ဆေးထိုးပေးရဲ့စီစဉ်ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်းနံပါတ်2မလေးရီးယား DV HIV AIDS ကာကွယ်နေရေးပူးပေါင်းဆောင်ရွက်ခြင်းနံပါတ်3ကျန်းမာရေးဝန်ထမ်းများအတတ်ပညာမြင့်တင်ရေးတင်သက်များတက်ခြင်းနံပါတ်4 COVID-19 ကာလအတွင်းကာကွယ်ဆေးများစစ်ပစ္စည်းများထောက်ပံ့ခြင်းနံပါတ်5အခြေခံကျန်းမာရေးစနစ်တိုးတက်အောင်ကူညီပေးခြင်းတို့ပဲဖြစ်ပါတယ်။ဟူအီအတီကစကဝိုင်းဟူတီကမ္ဘာလုံးဆိုင်ရာလူသားအလုံးကျန်းမာကောင်းမွန်စေရန်ဦးဆောင်ထိန်းချုပ်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။နံပါတ်1ကုသရောဂါနှိမ်နင်းရေးနံပါတ်2ကာကွယ်ဆေးထိုးပေးရေးနံပါတ်3အရေးပေါ်အပြည့်အစုံကူညီရေးနံပါတ်4ကျန်းမာရေးမူဝါဒညွှန်ကြားပေးရေးစသည့်အရေးကြီးတာဝန်များကိုထမ်းဆောင်ပေးလက်ရှိပါတယ်။အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း ILO ရဲ့လုပ်ပိုင်ခွင့်တဲ့ငြိမ်းချမ်းရေးဆိုင်ရာအဓိကအချက်တွေကိုပုံမှန်နားလည်လွယ်ရှင်းပြပေးသွားပါမယ်နော်။နံပါတ်1အချက် ILO ရဲ့အဓိကလုပ်ပိုင်ခွင့်တွေနဲ့ငြိမ်းချမ်းရေး ILO ကိုပထမကမ္ဘာစစ်အပြီး1919ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ဌာနချုပ်ကတော့ဂျနီဗာမြို့ဆွစ်ဇာလန်နိုင်ငံမှာပဲဖြစ်ပါရဲ့ရှင်။1946ခုနှစ်ကနေစပြီးတော့ UN အဖွဲ့အစည်းထဲမှာပါဝင်လာခဲ့ပါတယ်။ ILO ရဲ့အခြေခံယုံကြည်ချက်ကတော့လူမှုရေးတရားမျှတမှုပေါ်မှာအခြေခံမှသာစัจ java လာဆိုင်ရာထာဝရငြိမ်းချမ်းရေးကိုရရှိနိုင်မယ်လို့သူတို့ကယုံကြည်ခဲ့ကြပါတယ်။နံပါတ်1 ILO ရဲ့ထူးခြားတဲ့ဖွဲ့စည်းပုံနဲ့စုများ ILO ဟာကမ္ဘာပေါ်မှာတစ်ခုတည်းသောသုံးပွင့်ဆိုင်အဖွဲ့အစည်းပဲဖြစ်ပါတယ်။သုံးပွင့်ဆိုင်လို့အသုံးပြုရခြင်းကတော့အစိုးရအလုပ်ရှင်နဲ့အလုပ်သမားတွေကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။အစိုးရတွေလုပ်ငန်းရှင်များနဲ့အလုပ်သမားများကိုစုစည်းပေးပြီးတော့တင့်တဲ့အလုပ်ကနေတစ်ဆင့်လူမှုရေးတရားမျှတမှုတွေကိုလည်းမြင့်တင်ပေးပါတယ်။ ILO ဟာ1969ခုနှစ်ကနေပြီးတော့သူတို့ရဲ့နှစ်90ပြည့်နှစ်ပတ်လည်နေ့မှာနိုဘယ်ငြိမ်းချမ်းရေးဆုကိုလည်းရရှိခဲ့ပါတယ်။နံပါတ်3ငြိမ်းချမ်းရေးအတွက်လုပ်ပိုင်ခွင့်2018ခုကြံပြုချက်205အနေနဲ့2018ခုနှစ်မှာငြိမ်းချမ်းရေးအတွက် ILO ရဲ့လုပ်ပိုင်ခွင့်ကိုအကြံပြုချက်အမှတ်205ကိုလက်ခံကျင့်သုံးခြင်းဖြင့်ပြန်လည်အားဖြည့်ခဲ့ပါတယ်။အဓိကအချက်အနေနဲ့အကြံပြုချက်ကငြိမ်းချမ်းရေးနဲ့ခံနိုင်ရှိမှုတို့အတွက်အလုပ်အကိုင်နဲ့အသင့်တင်သောအလုပ်ကိုအလေးထားပါတယ်။အရွယ်ချက်ကတော့စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းပေါ်အချက်တဲတွေဆိုးရတဲ့တက်ရောက်မှုတွေကိုကာကွယ်ဖို့နဲ့တုံ့ပြန်မှုအတွက်ရည်ရွယ်တဲ့ထူးခြားတဲ့စံနှုန်းမူပေါင်းတစ်ခုကိုပံ့ပိုးပေးပါတယ်။နံပါတ်4ငြိမ်းချမ်းရေးမူပေါင်းရဲ့မန်နိုင်ကြီး၄ခု ILO ရဲ့ငြိမ်းချမ်းရေးနဲ့ခံနိုင်ရှိမှုမူပေါင်းဟာမန်နိုင်ကြီး၄ခုပေါ်မှာတည်ဆောက်ထားပါတယ်။နံပါတ်1အလုပ်ကိုင်ဖန်တီးပေးခြင်းနံပါတ်2လူမှုကာကွယ်ဆောင်ရှောက်ရေး
နံပါတ်3အလုပ်ခွင့်ရှိအခွင့်အရေးများနံပါတ်4လူမှုဆွေးနွေးညီနိုင်ရေးတို့ပဲဖြစ်ပါတယ်နံပါတ်5သိလင့်သောအလုပ်ဆိုတာဘာလဲသိလင့်သောအလုပ်ဆိုတာဟာလူမှုရေးတရားမျှတမှုကိုဖြစ်ပေါ်စေတဲ့အဓိကအချက်ဖြစ်ပါတယ်ပါဝင်တဲ့အချက်တွေကတော့ဂုဏ်သိက္ခာရှိခြင်းဓာတ်လူညီမျှမှုရှိခြင်းမျှတသောဝင်ငွေကိုရရှိခြင်းနဲ့ဒေသလုံခြုံသောအလုပ်ခွင့်အခြေအနေဒါတွေကိုဆိုလိုတာပဲဖြစ်ပါတယ်ကာကွယ်ပေးခြင်းအနေနဲ့ကတော့သူတို့ကအားနည်းတဲ့လူအုပ်စုတွေကိုအထူးသဖြင့်သူတို့လှုပ်ဆောင်တဲ့အရာတွေမှာပြောခွင့်ဆိုခွင့်ပေးပြီးတော့ခေါင်းပုံဖြတ်ခံရခြင်းကနေကာကွယ်ပေးတာပဲဖြစ်ပါတယ်ရလဒ်အနေနဲ့ကတော့ပေါက်ဆက်ပါဝင်မှုရှိသောရရှိတည်တံ့သောဓာတ်လူညီမျှသောအနာဂတ်တွေအတွက်လမ်းခင်းပေးတာပဲဖြစ်ပါတယ်ရှင်ခလေးလောက်သမားပပျောက်ရေးဥပဒေသမိုင်း19ရာစုနှစ်အတွင်းအင်္ဂလန်မှာစက်မှုတော်လှန်ရေးပေါ်ပေါက်လာပြီးစက်ရုံအလုပ်ရုံတွေအများအပြားပေါ်ပေါက်လာခဲ့ပါတယ်။ထိုစက်ရုံတွေမှာအဓိကအဖြစ်ကလေးလုပ်သားတွေကိုခိုင်းစေခဲ့ပြီးအချို့ကလေးတွေကအသက်4နှစ်အရွယ်ကနေစတင်အလုပ်လုပ်ခဲ့ရပါတယ်။တနေ့လျင်12နာရီကနေ15နာရီအထိလုပ်ကိုင်ရပြီးငိုင်းမိခြင်းသို့မဟုတ်အမှားလုပ်မိပါကရက်ဆက်စွာရိုက်နှက်ခြင်းခံခဲ့ရပါတယ်။ကျောင်းမီးသွေးတင်းနေတဲ့မှာဝင်ရောက်လုပ်ကိုင်ရတဲ့ကလေးတွေရဲ့ဘဝကတော့ပုံမှုဆိုးရပြီးသူတို့ရဲ့ခန္ဓာကိုယ်နဲ့မမျှတဲ့အလုပ်တွေကိုလုပ်ခဲ့ရပါတယ်။ကလေးလုပ်သားတွေကပိန်ထုံးချိနေပြီးကျန်းမာရေးချို့တဲ့ကသေဆုံးခြင်းနဲ့ကိုယ်အင်္ဂါချို့ယွင်းခြင်းတွေလည်းဖြစ်ခဲ့ကြပါတယ်။အလုပ်ရှင်တွေကကလေးတွေကိုတန်ဖိုးနဲ့စွာဖြင့်မိဘမဲ့ကျောင်းတွေနဲ့ကယ်ဆယ်ရေးစခန်းတွေကနေလိုသလောက်ရယူနိုင်ခဲ့ကြပါတယ်။ကလေးလုပ်သားအခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွေကလေးလုပ်သားတွေရဲ့ဆိုးရွားလာတဲ့ဘဝအခြေအနေတွေကိုကြပြဆရာများလူမှုရေးတက်ကြွလှုပ်ရှားသူများနဲ့လွှတ်တော်အမတ်တွေကတဖြည်းဖြည်းသတိပြုမိလာခဲ့ကြပါတယ်။ Elizabeth Brown နဲ့ Robert ကဲ့သို့သောကြပြဆရာတွေကကလေးတွေရဲ့ဆင်းရဲဒုက္ခတွေကိုဖော်ပြတဲ့ကြပြတွေကိုရေးသားခဲ့ကြပါတယ်။လူအများကကျွန်းစနစ်ထပ်ပုံမှုဆိုးရတဲ့ကလေးလုပ်သားစနစ်ကိုပုံမှုအာရုံစိုက်လာခဲ့ကြပြီး Luscious Barry ကဲ့သို့သောပုဂ္ဂိုလ်ကြီးတွေကပါလီမန်မှာကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။အင်္ဂလန်ကကလေးလုပ်သားတွေကိုကာကွယ်ပေးတဲ့ဥပဒေတွေကိုရှေ့ဦးစွာပြဋ္ဌာန်းခဲ့တဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဥပဒေတွေအကြောင်းကိုပြောပြသွားပြပါမယ်နော်။အဓိကဥပဒေများ1802ခုနှစ်၌ဝါကွန်းစက်ရုံတွေမှာကလေးတွေကို12နာရီထပ်ပိုးပြီးမခိုင်ရန်တားမြစ်ခြင်း1819ခုနှစ်၌9နှစ်အောက်ကလေးကိုအလုံးမခိုင်းရန်နဲ့16နှစ်အောက်တွေကတနေ့12နာရီထပ်ပို့မခိုင်းဖို့သတ်မှတ်ခြင်း1842ခုနှစ်မှာမိန်းမတွေနဲ့ကလေးတွေကိုမြေအောက်မိုင်းတွင်းတွေမှာအလုံးမခိုင်းရန်တားမြစ်ခြင်းထိုဥပဒေတွေရဲ့အကျိုးဆက်အနေနဲ့အင်္ဂလန်မှာ15နှစ်အောက်ကလေးလုပ်သားတွေရောနေလာခဲ့ပြီးကလေးတွေကသက်15နှစ်အထိကျောင်းနေခွင့်ရရှိစေရန်ဥပဒေတွေပြဋ္ဌာန်းလာခဲ့ပါတယ်။အင်္ဂလန်ရဲ့လှုပ်ဆောင်မှုများကိုတခြားနိုင်ငံတွေကလည်းတူပလှုပ်ဆောင်လာခဲ့ကြပါတယ်။1919ခုနှစ်မှာပေါ်ပေါက်လာခဲ့တဲ့ ILO ရဲ့ကြိုးပမ်းမှုကြောင့်ကလေးတွေဟာကာကွယ်ပေးရေးလုပ်ငန်းတွေပုံမှုထိရောက်လာခဲ့ပါတယ်။နိုင်ငံပေါင်း90ကျော်ကအသက်14နှစ်အောက်ကလေးတွေအားအလုပ်မခိုင်းရန်အသက်18နှစ်အောက်တွေကညဘက်အလုပ်မခိုင်းရန်နဲ့တစ်ပတ်မှာအလုပ်ချိန်48နာရီအထိသာသတ်မှတ်ရန်သဘောတူခဲ့ကြပါတယ်။ဤသို့သောအင်္ဂလန်ရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုကြောင့်ကလေးလုပ်သားစနစ်ဟာတဖြည်းဖြည်းနဲ့ပြောင်းလဲသွားခဲ့ပါတယ်။မြန်မာနဲ့ ILO မြန်မာနိုင်ငံဟာ1948ခုနှစ်မှာ ILO အဖွဲ့အစည်းရဲ့ကိုစတင်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ILO မှာအဖွဲ့ဝင်နိုင်ငံ189နိုင်ငံရှိပြီးတော့ကမ္ဘာပေါ်မှာရှိတဲ့195နိုင်ငံနဲ့နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့အားလုံးနှိပါလို့တော့ပြောလို့ရပါတယ်။ ILO မှာနိုင်ငံတကာအလုပ်သမားနဲ့ပတ်သက်လို့သဘောတူစာချုပ်တွေရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့လက်မှတ်ရေးထိုးရတဲ့သဘောတူစာချုပ်5ခုလောက်ရှိတယ်လို့လည်းသိရပါတယ်။တချို့စာချုပ်တွေကိုတော့လက်မှတ်မထိုးဘူးလို့လည်းတွေ့ရပါတယ်။ဒီလိုသုံးဖို့ဆိုင်အဖွဲ့အစည်းတွေမှာသဘောတူစာချုပ်တွေရှိပါတယ်။အဲ့ဒီစာချုပ်တွေကိုချိုးဖောက်ရင်အရေးယူတဲ့ article တွေလည်းရှိပါတယ်။ချိုးဖောက်တဲ့အဖွဲ့ကို article 22နဲ့စုံစမ်းစစ်ဆေးတာလိုက်နာဆောင်ရွက်ဖို့ကြိုးပမ်းပါတယ်။ article 22နဲ့မလိုက်နာဘူးဆိုရင် article 24ပြီးရင် article 26နဲ့ထပ်လုပ်ပါတယ်။တင်းထန်တယ်လို့ယူဆကြတဲ့ article 33နဲ့အရေးယူခံရတဲ့နိုင်ငံတွေက3နိုင်ငံရှိပါတယ်။ပထမဦးဆုံးကတော့2000ခုနှစ်မှာမြန်မာနိုင်ငံ2001ခုနှစ်မှာဘရာဇီး2004ခုနှစ်မှာ
ဘယ်လာရုစ်နိုင်ငံပဲဖြစ်ပါတယ်2025မှာနှစ်ထပ်ပွန်းအနေနဲ့မြန်မာနိုင်ငံကထပ်ပြီးတော့အရေးယူခံခဲ့ရပါတယ်Article 33ရဲ့အရေးယူပုံကအဖွဲ့ဝင်နိုင်ငံတွေကို ILO ကပူးပေါင်းဆောင်ရွက်ဖို့ဖိအားပေးလို့ရပါတယ်။ဤပညာပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့ဥပဒေရေးရာမှာပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့ဖိအားပေးပိုင်ခွင့်ရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာနိုင်ငံမှာဆိုရင်ဖက်တင်ခံရတာမျိုးသဘောတူထားတဲ့ဒီအလုပ်တွေစာချုပ်တွေစမ်းစစ်ပြန်လည်စမ်းစစ်လာတဲ့မျိုးတွေလည်းတွေ့ရှိနိုင်ပါတယ်။ယုံကြည်မှုမရှိတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ဒီသူတွေနဲ့အနေနဲ့ကတော့ ILO ကနေပြီးတော့ဖိနှိပ်ချုပ်ချယ်မှုတွေကိုအရေးယူဆောင်ရွက်ပေးတာကကောင်းတဲ့ရလဒ်တစ်ခုလည်းဖြစ်နေပါတယ်။ကဲဒါဆိုလို့ရှိရင် project လေးကိုအဆုံးသတ်လိုက်ကြအောင်နော်။အခုတင်ပြခဲ့တဲ့အကြောင်းအရာတွေကအင်တာနက်ပေါ်ကနေစုဆောင်းထားဖြစ်တဲ့အတွက်အမှားယွင်းနေပါနိုင်တာမို့လို့နားလည်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ဆရာမနဲ့ကျောင်းသားကျောင်းသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါရဲ့ရှင်။